လူတယောက်ရဲ့ပတ်ဝန်းကျင်ကသူ့ဘဝကိုဘလို့ပြောင်းလဲစေနိုင်လဲဆိုတာမိတ်ဆွေတွေးဘူးပါသလားကိုအကျင့်တွေစိတ်နေစိတ်ထားတွေဟာကိုနေထိုင်တဲ့ပတ်ဝန်းကျင်နဲ့အပေါင်းအသင်းပုံမူတည်ပြီးဘလို့ပုံဖော်ခံရတယ်လဲဆိုတာစိတ်ဝင်စားစရာကောင်းပါတယ်ဒီအကြောင်းအရာဟာဘဝရဲ့အရေးကြီးတဲ့ရှုထောင့်တစ်ခုဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့မဟိလမုခဇတ်တော်ကနေအပေါင်းအသင်းရဲ့လွှမ်းမိုးမှုနဲ့ပတ်ဝန်းကျင်ရဲ့အရေးပါပုံကိုနက်နက်လေ့လာကြည့်ကြရအောင်ဒီဇတ်တော်ဟာရှေးခေတ်ကတည်းကလူတဘာဝကိုထင်ဟပ်ပြနေပြီးအခုခေတ်အထိလည်းသင်ခန်းစာယူစရာတွေအများကြီးရှိနေပါသေးတယ်ဒါဆိုရင်ဇတ်တော်တွေကိုဝင်ရောက်ကြည့်ရှုကြပါစို့မြတ်စွာဘုရားရှင်ဝေလူဝင်ကျောင်းမှာတည်င်းသုံးတော်မူချိန်ပေါ့ဒီဝဒတ်ကအဇာတသက်မင်းကိုဖျားယောင်းပြီးဂယာတီတာမှာကျောင်းဆောက်ခိုင်းခဲ့ပါတယ်သူဟာနေ့တိုင်းစွန့်ချက်အိုး900နဲ့လက်ပူစော်တကားတွေရရှိပြီးပရိသတ်အများပြားနဲ့3နှစ်တိုင်နေထိုင်ခဲ့ပါတယ်ဒါဟာဒီဝဒတ်ရဲ့လွှမ်းမိုးမှုဘလောက်ကြီးမားလဲဆိုတာပြသနေတာပါပဲရာဇဂျူအပြေမှာတငယ်ချင်း2ယောက်ရှိခဲ့ပါတယ်တစ်ယောက်ကဒေဝဒတ်စီမှာယဟန်ပြုပြီးနောက်တစ်ယောက်ကမြတ်စွာဘုရားစီမှာယဟန်ပြုခဲ့ပေမဲ့သူတို့2ယောက်အဆက်အသွယ်ရှိနေခဲ့ပါတယ်တနေ့မှာဒေဝဒတ်တပိတ်ကမြတ်စွာဘုရားတပိတ်ကိုငါရှင်ခမည်းနေ့တိုင်းချွေးတီးကြအောင်စွန့်ခံစားရတာဘာလို့ဒီလောက်အစင်းရဲခံတာလဲလို့ပြောခဲ့ပါတယ်ဒီစကားလုံးတွေဟာယဟန်ရဲ့အတွေးအမြင်ကိုစတင်ပြောင်းလဲစေခဲ့ပါတယ်ဒီဝဒတ်တပိတ်ကဆက်ပြီးငါတို့ကတော့စွန့်မခံပဲကောင်းကောင်းစားရတာငါတို့ဂယာတီတာကိုလိုက်ခဲ့ပါလားလို့အကြိမ်ကြိမ်ပြောခဲ့ပါတယ်ဖျားတပည့်ယဟန်နဲ့နောက်ဆုံးတော့နေ့စဉ်ဂယာတီတာကိုတွားပြီးဒီဝဒတ်ရဲ့စွန်းကိုစားခဲ့ပါတော့တယ်ဒီအကြောင်းထင်ရှားလာတော့ယဟန်တွေကဒီယဟန်ကိုဖျားရှင်စီခေါ်သွားခဲ့ပါတယ်မြတ်စွာဘုရားကဒီယဟန်ကိုယဟန်သင်ဟာဒေဝဒတ်ရဲ့စွန်းကိုဘာလို့စားတာလဲဒေဝဒတ်ကအကျင့်သီလမရှိဘူးလို့မိန့်တော်မူခဲ့ပါတယ်သင်ဟာမြင်တိုင်းသူကိုစီးကပ်တတ်တော့ရှေးအခါကတည်းကအကျင့်သီလပြတ်ဖူးတယ်လို့လည်းပြောကြားခဲ့ပါတယ်ပြီးတော့မြတ်စွာဘုရားဟာဒီအကြောင်းနဲ့ပတ်သက်တဲ့ရှေးအတိတ်ဇတ်တော်ကိုဟောကြားတော်မူခဲ့ပါတယ်လွန်ခဲ့တဲ့ကာလတစ်ခုမှာဗာရဏသီပြည်ကဗျမ္မဒတ်မင်းကြီးလက်ထက်မှာဘုရားအလောင်းတော်ဟာပညာရှိအမတ်ဖြစ်ခဲ့ပါတယ်မင်းကြီးစီမှာမဟီလာမုခဆိုတဲ့မင်္ဂလာစင်တော်တစ်စီးရှိခဲ့ပါတယ်ဒီစင်တော်ဟာအကျင့်သီလနဲ့ပြည့်စုံပြီးသူတစ်ပါးကိုလည်းမညှင်းဆဲတတ်ပဲအလွန်သဘောကောင်းတဲ့စင်တော်တစ်စီးဖြစ်ခဲ့ပါတယ်တနေ့ညမှာမဟီလာမုခစင်တော်ရဲ့တင်းကုတ်အနီးနားမှာတခိုးတွေရောက်လာခဲ့ပါတယ်သူတို့ဟာဒီလိုခြံဆက်ကိုဖောက်ရမယ်ဒီလိုဥမင်လိုင်းကိုတူးရမယ်ဒီလိုတိုက်ရမယ်ညှင်းဆဲရမယ်တိုက်ရမယ်လူရက်ရမယ်စတဲ့ကြမ်းကြုတ်တဲ့စကားတွေကိုနေ့စဉ်တိုင်ပင်ပြောဆိုခဲ့ကြပါတယ်ဒီစကားသံတွေဟာစင်တော်နားတဲ့ကိုနေ့တိုင်းရောက်ရှိနေခဲ့ပါတယ်ဒီလိုနေ့စဉ်တိုင်ပင်ပြောဆိုနေတာကိုမဟိလမုခစင်တော်ကကြားခဲ့ရပါတယ်စင်တော်ကဒီလူတွေငါ့ကိုတင်ပြပေးနေကြတာပဲလို့ထင်မှတ်ပြီးအတုခိုးခဲ့ပါတော့တယ်ဒီလိုနဲ့စင်တော်ဟာရက်ဆက်ကြမ်းကြုတ်ဖို့ကြံစီပြီးမနဲ့စောစောလာတဲ့စင်ထင်းကိုနှက်မောင်းနဲ့ရိုက်တက်ခဲ့ပါတော့တယ်ဒီလိုပဲလာတဲ့သူတိုင်းကိုရိုက်တက်နေခဲ့ပါတယ်လူတွေကမင်းကြီးစီတော်ပြီးမဟီလာမုခစင်တော်ယူသွတ်နေပြီလို့လာတဲ့သူတိုင်းကိုရိုက်တက်နေပြီလို့ရှောက်တင်ခဲ့ကြပါတယ်မင်းကြီးလည်းပညာရှိအမတ်ကိုစုံစမ်းဖို့စေလွှတ်ခဲ့ပါတယ်အမတ်ကြီးကစင်တင်းကိုတွားရောက်စုံစမ်းတဲ့အခါစင်တော်မှာဘာအနာရောဂါမှမရှိတာကိုတွေ့ရှိခဲ့ရပါတယ်ပညာရှိအမတ်ကဆက်ပြီးစုံစမ်းတဲ့အခါစင်တင်းကုတ်နာမှာကြမ်းချုပ်တဲ့စကားတွေလာပြောကြလို့စင်တော်ကငါ့ကိုတင်ပြကြတယ်လို့ထင်မှတ်ပြီးကြမ်းချုပ်လာတယ်ဆိုလားသုံးသပ်မိခဲ့ပါတယ်ဒါနဲ့စင်ထင်းကိုမေးမြန်းတဲ့အခါတခိုးတွေညဘက်လာတိုင်ပင်ကြကြောင်းသိခဲ့ရပါတယ်အမတ်ကြီးကမင်းကြီးကိုပြန်လျှောက်တင်ရမှာစင်တော်မှာအနာရောဂါမရှိပါဘူးတခိုးတွေရဲ့စကားတန်းကြောင့်သူ့ကိုတင်ချပေးတယ်ထင်ပြီးအကျင့်သီလပလက်ကကြမ်းကြုံနေတာပါလို့ပြောခဲ့ပါတယ်မင်းကြီးကဒါဆိုအခုဘယ်လိုလုပ်ရမလဲလို့မေးတော့အမတ်ကြီးကယဟန်ပုံနာစတဲ့သူတော်ကောင်းတွေကိုပင်ဖေးပြီးစင်တင်းကုန်းမှာသူ့အသက်ကိုမတက်ရမငင်းစေရမခိုးဝရတိမ်မွေ့နူးညံ့တဲ့စိတ်ရှိရမယ်မေတ္တာကရုဏာရှိရမယ်စတဲ့တရားတွေကိုဟောပြောတိုင်ပင်ခိုင်းခဲ့ပါတယ်စင်တော်လဲငါ့ကိုတင်ကြားကြတာပဲလို့အမှတ်ရှိပြီးအတူခိုးခဲ့ရအကျင့်သီလနဲ့ပြည့်စုံကသဘောကောင်းလာခဲ့ပါတယ်မင်းကြီးလဲအမတ်ကြီးရဲ့ဉာဏ်ပညာကိုချီးမွမ်းပြီးစီးစိမ်များစွာပေးခဲ့ပါတယ်ဒီဇတ်တော်မှာမြတ်စွာဘုရားရှင်ကအတိတ်နဲ့ပြစ္ဆုတ်ပိုင်ကိုဆက်ဆက်ပေးခဲ့ပါတယ်မဟီလာမုခစင်ဟာဒေဝဒတ်ကိုပေါင်းလဲယဟန်ထစ်ခဲ့ပြီးဗြဟ္မာဒတ်မင်းကအာနန္ဒာချစ်က
ပညာရှိအမတ်ကတော့ဖျားရှင်ကိုယ်တိုင်ဖြစ်ခဲ့ပါတယ်။ဒါကြောင့်တခိုးကိုပေါင်းရင်တခိုးဖြစ်ပြီးတတော်ကောင်းကိုပေါင်းရင်တတော်ကောင်းဖြစ်တတ်တယ်ဆိုတဲ့အဆုံးအမကိုဒီဇတ်တော်ကပေးခဲ့တာပါ ဒီဇတ်တော်ကနေမိတ်ဆွေတို့ရဲ့ပတ်ဝန်းကျင်နဲ့အပေါင်းအသင်းဟာကိုယ့်ဘဝကိုဘလောက်လွမ်းမိုးနိုင်လဲဆိုတာသိမြင်နိုင်ပါတယ်။ကိုယ့်ရဲ့တိုးတက်မှုနဲ့ငြင်းချောင်းတို့အတွက်မှန်ကန်တဲ့ပတ်ဝန်းကျင်ကိုရွေးချယ်ဖို့ဘလောက်အရေးကြီးလဲဆိုတာဒီဇတ်တော်ကတတိပေးနေတာပါ။ဒီလိုအသိပညာကောင်းတွေနဲ့အတွေးအမြင်အသစ်တွေထပ်မံရရှိဖို့ကျွန်တော်တို့ရဲ့နောက်လာမယ့်ဗီဒီယိုတွေကိုစောင့်မျှော်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်။